လိုက်ပါတယ်အင်ကားနေမျိုးကိုဈေးဝယ်သွားတော့အပြန်မှာမြောင်းတဲ့အတူသူတို့ကိုတွေးခဲ့ရလို့တာမကပြလိုက်ပါတယ်အိမ်ပြန်လို့မရတော့ဘူးလို့ထင်ထားပေမဲ့အကိုကြီးရဲ့ကျေးဇူးကြောင့်နဲ့အခုအဆင်ပြေသွားပြီလို့တာမကဆိုပါတယ်လူဗီကသူလဲဝါနိုကိုအခုမှရောက်တာမလို့မေးချင်တာတွေအများကြီးရှိနေရလို့ပြောရင်းနဲ့ဘိုက်ကထမိလာခဲ့ပါပြီသူတို့နဲ့တာမကတင်မကိုဖွက်ပေးလိုက်ပြီးသူ့အိမ်သမင်းကျွေးမဲ့လို့စော်ကလူဗီကိုခေါ်လာခဲ့ပါတယ်တာမကသူ့ပင်လယ်သမားမှာကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူရှိရလို့ပြပြနေတော့လူဗီနောက်ကျောကိုကြည့်ရင်ပြုံးနေမိခဲ့ပါတယ်တာမကသူဟာအခုဆရာနဲ့နှစ်ယောက်ထဲနေတာဖြစ်ပြီးတော့အနာဂတ်မှာပြူစားတဲ့မိန်းမနင်ဂျာဖြစ်အောင်လုံးမလို့ပြလိုက်တော့လူဗီလည်းကြောင်သွားပါတော့ရဲ့သူတို့နဲ့အိမ်ရောက်တော့တာမကလူဗီအတွက်သူဝယ်ထားတဲ့တွေကိုချက်ပြုတ်ပေးပြီးတော့ကျွေးလိုက်ပါတယ်လူဗီလည်းနောက်တစ်ပွဲဆိုတာစလိုက်တာပါလို့ပြန်ပြောရင်းနဲ့ခွက်တွေရက်နေပါတော့ရဲ့တမလေးလိန်နာညံ့လိုက်တာလို့လူဗီကိုပြောနေတော့သူ့ဘက်ကလည်းမိလာလို့အပြင်ခဏသွားအောင်မယ်လို့လူဗီကိုပြောပြီးတော့ထွက်သွားပါတော့တစ်ဖက်မှာလည်းလူတယောက်ကလည်းထာမရဲ့အိမ်ကိုလာနေခဲ့ပါပြီထာမကအတော်လေးစိတ်ထားကောင်းတဲ့သူလေးပါပဲလို့ပြောနေတော့အဲ့ဒီလူကရောက်လာပြီးဘယ်ကကောက်လဲလို့မေးပါတော့လူဗီဘာမှပြန်မဖြေရသေးခင်မှာပဲထမင်းပကန့်ကိုမြင်တော့မင်းစားလိုက်တလားဆိုပြီးတော့ဒေါသကြီးနဲ့တိုက်ခိုက်ပါတော့ထာမကမြည်ရည်တချို့ကိုတောက်နေတော့စူညံတဲ့တချို့ကိုကြားလိုက်ရပါတယ်တစ်ဖက်ကလူဗီကလည်းသူထမင်းချက်ကျွေးတာကိုစားလိုက်မိရုပ်လေးပါပဲလို့ရှင်းပြနေပေမဲ့အဲ့ဒီလူကတော့ဒေါသရဲ့ရန်ထွက်နေပြီးတော့အဲ့ဒီကောင်မလေးဒီနေ့အထိထမင်းမစားပဲဘလောက်တောင်နေထားရလဲတိလားလို့ပြောလိုက်ပါတယ်အုတ်ထုတ်လေးတွေနေတိုင်းပင်မန်းရှောင်ရတာတော့မှတယောက်စာစားလို့လောက်ရလားမသိဘူးလို့မာစတာကထပ်ပြောလိုက်တော့လူဗီလည်းဒီနေရာရဲ့အခြေအနေကိုမြင်တော့အရန်ကိုအံ့ဩလို့နေခဲ့ပါပြီအနည်းဆုံးတော့တစ်နှစ်မှာ2ခါလောက်နှစ်ကူးနဲ့မွေးနေ့မှာပဲစံကိုစားနိုင်တာဒီနေ့ကသူ့ရဲ့8နှစ်ပြည့်မွေးနေ့အတွက်စံဝယ်ဖို့မျိုးကိုတွားခိုင်းလိုက်တာမလို့မင်းကဘာလို့အခုစံတွေကိုစားနေရတယ်လို့ထူထူကထပ်မိလိုက်ပါတယ်အဲ့ချိန်ထာမကရောက်လာပြီးမာစတာလို့လှမ်းအောင်ခေါ်လိုက်ကလူဗီကသူ့ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်တာမလို့အရှက်ရအောင်မလုပ်ပါနဲ့လို့ပြောရင်ပါဇက်ထဲကနေရှေးတွေကိုပြန်ထွက်လာပြီးတော့လဲကျသွားခဲ့ရပါတယ်ဘိုက်စာတာကိုတားဖို့မြေထဲကရေကိုတောက်လိုက်တာလားလို့မာစတာကပြောလိုက်ပါတယ်ဒီမျိုးကမြည်ရည်တွေကခိုင်တိုစက်ရုံကဆွန့်ပစ်ထားတဲ့ရှေတွေစီးစင်းနေတာမလို့ကလေးငယ်တွေအတွက်အစိတ်တောက်တစ်ခုလို့ပဲလို့မာစတာကဆိုပါတယ်ဒါဆိုဘာကြောင့်ဒီမှာနေရတယ်လို့လူဗီကမေးတော့ပိုကောင်းတဲ့နေရာရှိပေမဲ့ဒီကလေးကဒီမှာပြန်ပြီးလာခဲ့မယ်လို့ကတိပေးခဲ့တဲ့ ace လို့ခေါ်တဲ့ပင်တပြားကိုစောင့်နေခဲ့တာလို့မာစတာကပြောပြလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့လူဗီလည်းအတော်လေးကိုအံ့ဩသွားရပြီးတော့မင်းဆောင်နေတဲ့ ace ဆိုတာက forget this is လားလို့ထာမကိုမေးလိုက်ပါတယ်တိနေတာလားလို့ထာမကပြန်ပြီးတော့လူဗီကခေါင်းချင်းပြက်လိုက်ပြီးတော့ ace ကတိတ်သွားပြီဆိုတာကိုပါပြောပြလိုက်ပါတယ်ထာမလေးအတော်လေးစိတ်ထိခိုက်သွားကအကိုကြီးကလူလိန်ဆိုပြီးအော်ငိုရင်းတတိပါလက်သွားပါတော့ရဲ့သူတို့နဲ့ master လေး ace တီတာကိုဘာလို့အဲ့လိုလွယ်လေးပြောလိုက်ရတယ်ဆိုပြီးတော့လူဗီကိုအော်နေတဲ့အခါဘလို့ပဲဖြစ်ဖြစ် ace ကပြန်မလာနိုင်တော့ဘူးလေလို့လူဗီကပြန်ပြောလိုက်ပါတယ်အခြေအနေနဲ့အချိန်ခါမကြည့်တဲ့ကောင်ပဲလို့ master ကပြန်ပြောလိုက်ပြီးမင်းကဘသူလဲလို့ထပ်မေးလိုက်ပါတယ်လူဗီကလည်းသူ့ကိုယ်သူမိတ်ဆက်ခါပင်တမဘီရင်တနေ့ကျရင်ဖြစ်လာမဲ့သူလို့ပြောလိုက်ပါတယ်မာစတာကရောဘသူလဲလို့လူဗီကပြန်ပြီးတော့ဘဘဲဖို့သူဟစ်တဲစုလို့မာစတာကပြန်ပြောလိုက်ပါတယ်အစ်ကမရှိတော့ဘူးမလို့ထာမကိုကောင်းတဲ့နေရာတစ်ခုကိုခေါ်သွားပေးဖို့လူဗီကပြန်ပြောတဲ့အခါမာစတာကအဲ့လိုလုံးချင်းပေမဲ့သူလည်းဒီနေရာကိုရောက်လာမဲ့သူကိုစောင့်နေရလို့ဆိုပါတယ်အခုကနှစ်ယောက်တည်းဆိုရင်ပဲအရင်ကဒီနေရာကိုအမိကဆာရွာလို့ခေါ်ပြီးတော့လွန်ခဲ့တဲ့တစ်နှစ်လောက်ကခိုင်တိုတက်မှလူတစ်အနေနဲ့ရောက်လာတဲ့သူရှိတယ်လို့မာစတာကဆိုပါတယ်သူ့နာမည်က Drake ဆိုတဲ့ပင်တမဖြစ်ပြီးတော့ရွာကဆာမွိုင်း9ယောက်လည်းခံလိုက်ရတယ်လို့အားလုံးကလည်းဖျက်ဆီးခံလိုက်ရတယ်။ဝါလုံတိုင်းပြည်မှာစီကားတဲ့ဆိုတဲ့နေရာကတခုတည်းရှိပြီးတော့အဲ့ဒါကတော့ရှိုကန်အိုဝချီနေထိုင်တဲ့ပန်းမျိုးတော်တခုတည်းဖြစ်ပြီးတော့ချန်တဲ့နေရာတွေကတော့ခိုင်တုံနဲ့တူလောက်ငယ်သားတွေကြောင့်လေလွင့်ပြပြားကုန်ရပြီးတော့မာစတာကရှင်းပြလိုက်ပါတယ်။သူရောက်လာခဲ့တာလွန်ခဲ့တဲ့4နှစ်အမြဲတမ်းစင်းရဲချွတ်တဲ့ရွာမှာဆိုဆာလောင်မှုကြောင့်တေကုန်သားတွေလည်းအများကြီးရှိခဲ့တယ်။တရွာလုံးနဲ့တေတော့မယ်လို့ထင်ခဲ့ပေမဲ့ ace ကရောက်လာခဲ့တာမလို့ရွာသားတွေကအာမရှိတဲ့ပင်တမတွေစီကစားစရာနဲ့ရှည်တွေကိုယူပြီးတော့အသက်ဆက်ရှင်နေကြရပါတယ်။အကုန်စားပြီးတာကို ace ကမြင်သွားတော့ကျိုးကိုအလွယ်လေးဖြုတ်လိုက်တာမလို့အားလုံးကလက်စားချေခံရတော့မယ်ဆိုပြီးစိတ်ကိုဆုံးဖြတ်လိုက်ကြရမယ် ace ကတော့စားပြီဆိုတော့အချို့တဲဖို့အတွက်သူသွားဝယ်ရမယ်လို့ပြောပြီးထွက်သွားခဲ့တာကြောင့်အားလုံးလည်းအရန်ကိုအံ့ဩခဲ့ရပါတယ်။ ace ကရွာမှာရတပတ်တပတ်ကျော်နေထိုင်ခဲ့ပြီးတဲ့နောက်ထာမလေးကလည်း ace ကိုအတော်လေးခင်မင်သွားခဲ့ရရလို့မာစတာကလူဗီကိုရှင်းပြလိုက်ပါတယ်။ပင်တမတွေကအသက်ကိုကယ်တင်ပေးခဲ့တယ်လို့မာစတာကထပ်ပြောတဲ့အခါလူဗီလည်းတလို့ကြားတော့ပြုံးရွှင်နေမိခဲ့ပါပြီ။တစ်ဖက်မှာလည်း Hawking ကကန်ဆာကိုလိုက်လာနေပြီးတော့ဒီကိစ္စကိုခိုင်တိုကိုမပြောနဲ့အောင်လို့အဖွဲသားတွေကိုပြောနေခဲ့ပါတယ်။လူဗီကရှင်နဲ့စားစရာတွေဘာမှရနိုင်လေအနီးနားမှာဆရာဝန်ရောရှိလားလို့မာစတာကိုမေးလိုက်ပြီးထာမကိုခေါ်သွားမယ်လို့ဆိုပါတယ်။မာစတာလည်းဆရာဝန်ရှိတဲ့နေရာကိုလမ်းညွှန်ပေးလိုက်ပေမဲ့လမ်းမှာကခိုင်တိုရဲ့အဆောင်တွေလည်းရှိတယ်လို့တခြားရှင်းပြလိုက်ပါတယ်။ဒါပေမဲ့လူဗီကတော့သူကအစွမ်းထတာမလို့စိတ်ပူကိုပြန်ပြောလိုက်ပါတယ်။လူဗီရဲ့ပုံစံကထူးဆန်းနေတာမလို့မာစတာလည်းလူဗီကိုအဝတ်စားပြီးပြောင်းပေးလိုက်ပါတယ်။မာစတာကသူဟာအကြောင်းတစ်ခုကြောင့်မြို့ထဲသွားမရတာကြောင့်ထာမလေးကိုအပ်ပါတယ်လို့ပြောလိုက်ပါတယ်။စေဘူဝါကအစင်ပြေလိုပဲလုပ်လိုက်ဖို့မာစတာကပြောတော့သူ့ရဲ့တငယ်ချင်းနဲ့တွေးပြီးဆိုရင်အစင်ပြေသွားမှပါလို့လူဗီကဆိုပါတယ်။အဲ့ချိန်လူဗီကတခုခုကိုခန်းစားသွားမိတာမလို့ဓာရှိတာကိုတတိထားမိပြီးတော့ဒီဓာနဲ့ဆိုရင်ဆာမွိုင်းနဲ့တူလို့ငှားမယ်လို့ဆိုပါတယ်။သူတို့နဲ့ထာမကိုခေါ်သွားပြီလို့ပြောတဲ့အခါအဲ့ဒီဓာကငါတို့ဘိုးဘေးခုတဲစုလုပ်ထားတဲ့ကပါကျော်ဓာ excellent great sword 20ခုတွေကတခုနီတိုင်းခိတဲစုမလို့မရဘူးလို့မာစတာကပြောလိုက်ပါတယ်။
ကဘာပေါ်ကရေတွက်လို့မရတဲ့ဓာတ်တွေထဲမှာအရန်တော်တဲ့ပပေးသမားလောက်ထားတာကို Great Sword တီလို့ခေါ်တယ်အဲ့ဒီထဲမှာ Fine Great Sword 50 Excellent Great Sword က20ချောင်းနဲ့ Supreme Great Sword က12ချောင်းဆိုပြီးတော့ကွဲသွားပါမယ်အဲ့ဒီထဲမှာခစ်တဲစုကမကောင်းတဲ့ပုံပြင်ရှိရလို့ Master ကအသေးစိတ်ရှင်းပြနေတော့လူ